မဲ့တရားတော်ကတော့ဝိပဿနာလုပ်ငန်းစဉ်တရားတော်ကြီးပဲဝိပဿနာရှုပုံလုပ်ငန်းစဉ်တွေကိုကမ္မထမ်းပေးတဲ့အနေနဲ့ဟောသွားမယ်တရားတော်ကြီးလို့ဆိုလိုတယ်ဒီတရားတော်ကိုအခုလိုဟောရတာကတော့နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးရဲ့အဖွဲ့ခွဲဖြစ်တဲ့ပฏิပတ်တိသာသနာနှုတ်အဖွဲ့ကလျှောက်ထားတောင်းမှလို့ဟောရတာပဲအဲဒီသာသနာတရားကအဖွဲ့ရဲ့လျှောက်ထားပုံကတော့ဗမာပြည်မှာလဲနေလေအောင်မြင်းဆောင်မှကြံလူတိုင်းဝိပဿနာလုပ်ငန်းစဉ်ကိုနားလည်ပြီးအားထုတ်နိုင်အောင်သိလွယ်တဲ့နည်းနဲ့လည်းဟောပါတဲ့ပြီးတော့သွားလာရောင်းဝယ်ရင်အလုတ်ကင်မပြည့်ပဲအားထုတ်သွားနိုင်အောင်လွယ်ကူတဲ့နည်းနဲ့လည်းဟောပါတဲ့ဒီလျောက်ထားတဲ့အတိုင်းဟောရမယ်ဆိုတော့ကျမ်းဂန်စကားတွေအကြောင်းယုတ်တိတွေဒီလိုနည်းနည်းတာတွေကိုထုတ်ပြနေဖို့မလိုတော့ပါဘူးပြီးတော့အချိန်ကလည်း15မိနစ်တည်းဆိုတော့တကယ်တမ်းအားထုတ်သွားရမယ်လုပ်ငန်းစဉ်ကိုကြည့်လွယ်နဲ့တဲတို့ဟောသွားရတော့မှာပဲကဲစပြီးဟောတော့မယ်သတ္တောအမှတ်ရလည်းရဲ့သမဇာနောတိလည်းရဲ့ဝိဟရေယနေရာ၏အယံအမှတ်ရစေသိပြီးနေဆိုတဲ့ဒီစကားကြီးဟောငါဖះကိုအားထားနေကြတော့သင်္ချေသားခြေသမီးတို့အတွက်အမာကံဘုရားရှင်ဖြစ်သောငါတို့၏အနုသာသနီအကျဉ်းငြိမ်ရထားပေးတော်မူသောအဆုံးမတော်ကြီးပါပေ၏ပါဠိလိုကသတ္တောသမ္ဇာနောဗမာလိုကအမှားရစေသိပြီးနေဆိုတဲ့ဒီစကားနှလုံးအဓိပ္ပာယ်အပြင်အမတန်ကျေပြန့်တယ်ဒီကသုံးပုံနဲ့ညီမျှနေတယ်ဝိပဿနာလုပ်ငန်းစဉ်ဟူသည်များဟာလည်းဒီစကားနှလုံးထဲမှာအတွင်းဝင်နေတယ်ဒါကြောင့်အမှားရပြီးသိရတဲ့ဒီဝိပဿနာလုပ်ငန်းဟာဘုရားသာသနာတော်မှာအရေးကြီးဆုံးလုပ်ငန်းကြီးလို့ဆိုနိုင်တယ်နေရာတကာမှာအမှားရပြီးသိရဆိုရင်ဘုရားသာသနာတော်မှာကိစ္စပြီးသွားတော့တာပဲကိစ္စပြီးဆိုတာကသောတာပန်သရဂံအနာဂံယဟန္တာဖြစ်သွားတာကိုပဲဆိုလိုတယ်ဒီထဲမှာအယုတ်ဆုံးသောတာပန်ဖြစ်သွားတယ်ဆိုရင်ကိုအပေသေးကလုံးဝလွတ်မြောက်သွားတော့တာပဲဒါကြောင့်အပေသေးကလွတ်ချင်တဲ့လူတိုင်းအမှတ်ရပြီးသိရတဲ့ဒီဝိပဿနာလုပ်ငန်းကြီးကိုပြည့်စုံအားထုတ်သွားကြဖို့ပဲဒီနေရာမှာအမှတ်ရပြီးသိရမယ့်ဌာနကဘယ်နှပါးရှိသလဲလို့ဆိုရင်6ပါးရှိတယ်။ဘာများလဲလို့ဆိုရင်မြင်တာကတဌာန၊ကြားတာကတဌာန၊နားတာကတဌာန၊စားတာကတဌာန၊ထိတာကတဌာန၊သိတာကတဌာနဟောဒီ6ဌာနပါပဲဒီ6ဌာနကိုဓဝါရ6ပါးလို့ခေါ်တယ်ဒီဓဝါရ6ပါးကသင်္ချာပေါ်လာတဲ့ယုံနာတွေကိုမရှုမမှတ်လို့အမှန်တိုင်းမသိရင်နေသဒုက္ခအတ္တလို့ထင်မြင်ဆွဲလာပြီးကိလေသာတွေကံတွေဖြစ်ပွားသွားနိုင်တယ်အဲဒီကံတွေကဘဝတန်မြတ်ဆင်းရဲတွေဖြစ်ပွားသွားနိုင်တယ်ကျွမှပြီးအမှန်တိုင်းသိနေရင်တော့အဲဒီနေသဒုက္ခအတ္တအစွဲတွေကိလေသာတွေကံတွေဘဝတန်မြတ်ဆင်းရဲတွေဖြစ်ခွင့်မရပဲငြိမ့်သွားနိုင်တယ်ဒါကြောင့်ဉာဏ်ဌာနကလည်းမြင်တိုင်းမြင်တယ်လို့ရှုမှတ်ပြီးသိရမယ်ကြားရဌာနကလည်းကြားတယ်လို့ရှုမှတ်ပြီးသိရမယ်နာယဌာနကလည်းနာတယ်လို့ရှုမှတ်ပြီးသိရမယ်သာယဌာနကလည်းရတာကိုသိတိုင်းသိတယ်လို့ရှုမှတ်ပြီးသိရမယ်ထိယဌာနကလည်းထိတိုင်းထိတယ်လို့ရှုမှတ်ပြီးသိရမယ်ဒီထိမှုဆိုတာကတော့ဌာနအားဖြင့်အလွန်ကျယ်ဝန်းတဲ့အတွက်မှတ်သိရမယ်ထိသိမှုတွေကလည်းအလွန်ပဲများတယ်ခြေကစားပြီးခေါင်းအထိတကိုယ်လုံးအတွင်ရောအပြင်ရောအသွေးအသားကောင်းတဲ့နေရာတိုင်းကထိသိမှုတွေအများကြီးပဲထင်ရှားနေတယ်အဲ့ဒါတွေကိုအကုန်လုံးသိအောင်ရှုမှတ်သွားဖို့ပဲပြီးတော့ကိုယ်ရဆန်းတယ်သွားတယ်ရတယ်ထိုင်တယ်အိပ်တယ်ဖောင်းတယ်ပိန်တယ်လို့ဒီလိုဆိုရတာတွေဟာလည်းဒီထိသိမှုတွေကြီးပဲလက်ထဲခြေထဲကိုယ်ထဲပိုက်ထဲများမှကြီးပြီးနေတဲ့ကာမတာရယုံနဲ့တိုက်ခိုက်ပြီးတွေ့ထိရုပ်တွေအသေးထင်ရှားဖြစ်နေတာတွေပဲဒါကြောင့်ကိုယ်မှုဆမ်းမှုစသည်ကိုပြုပြင်တိုင်းလဲကိုယ်တယ်ဆန်းတယ်သွားတယ်ရက်တယ်ထိုင်တယ်အိပ်တယ်ဖောင်းတယ်ပိန်တယ်စသည်ဖြင့်အကုန်လုံးသိအောင်ရှုမှတ်သွားဖို့ပဲပြီးတော့ကြံသိရဌာနကလည်းကြံစီစဉ်းစားတိုင်းစိတ်ကူးတိုင်းသိတိုင်းကြံတယ်စဉ်းစားတယ်သိရစသည်ဖြင့်ရှုမှတ်ပြီးသိရမယ်
ဟောအခုပြောခဲ့တာတွေဟာဝိပဿနာရဲ့အခြေခံလုပ်ငန်းစဉ်ပဲဒါလို့ဆိုရင်အခြေခံလုပ်ငန်းစဉ်မှာတော့ပြည့်စုံနေပါပြီဒီလုပ်ငန်းစဉ်နဲ့ရှုမှတ်သွားမယ်ဆိုရင်နာမရူပသိစေရာဉာဏ်ကစားပြီးအနုလောမဉာဏ်မဲ့ဉာဏ်ဖွဉာဏ်တိုင်အောင်ဝိပဿနာဉာဏ်စဉ်တွေဟာသူ့လိုပဲတိုးတက်ပြီးဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အာထုခါသမှာတော့အခုပြောခဲ့တဲ့အတိုင်းဓဝါ6ပါးလုံးကသိမှုတွေဟူသည်များကိုအကုန်လုံးလိုက်ပြီးတော့စိတ်ဆက်ဆက်မမှတ်နိုင်သေးဘူးဒါကြောင့်ဒီလိုတမာရိညာအားမရှိသေးခင်မှာတော့ရှုမှတ်စရာခန္ဓာနဲ့ခါကြမ်းခါလို့လည်းကစားပြီးရှုမှတ်ရတယ်ယုံနဲ့နာဒီနှမျိုးတည်းကဆိုရင်နာဆိုတာကသိမ်မွေးလို့အသိခက်တယ်ရုပ်ဆိုတာကတော့ဉာဏ်နဲ့ထင်ရှားလို့ပြီးလွယ်ပါတယ်ဒါကြောင့်အာရုဇပုဂ္ဂိုလ်မှာယုတ်ကစပြီးရှုမှတ်ရတယ်ရုပ်ထဲမှာလည်းမြင်ရတဲ့အစဉ်ယုတ်ကြားရတဲ့တန်ယုတ်အစရှိတဲ့ဒီလိုဥပါဒယုတ်တွေကသိမ်မွေးလို့အသိခက်တယ်တွေ့ထရတဲ့မဟာဝိယုတ်ကြီးတွေကတော့ဉာဏ်နဲ့ထင်ရှားလို့ပြီးလွယ်ပါတယ်ဒါကြောင့်တွေ့ထရတဲ့မဟာဝိယုတ်ကြီးတွေကစားပြီးရှုမှတ်ရတယ်ဒီမဟာဝိယုတ်ကြီးတွေဆိုတာကလည်းကိုယ်တည်းကအတွေ့အထိထင်ရှားရမှာစူးစိုက်ပြီးရှုမှတ်နေရင်တခုခုကိုတော့ထင်ရှားတွေ့ပြီးသိသွားနိုင်ပါတယ်ဒါကြောင့်မဟာဝိယုတ်ကြီးတွေကစားပြီးထင်ရှားသိသွားရအောင်ကိုယ်တည်းကအတွေ့အထိထင်ရှားရမှာစူးစိုက်ပြီးရှုမှတ်ဖို့ရအရေးအကြီးဆုံးပဲဆိုတာကိုအခြေခံအဖြစ်နဲ့နားလည်ထားကြရမယ်ကဲအခုဒီကစားပြီးရှုမှတ်ပုံကိုကြီးပြောသွားတော့မယ်ကိစ္စတောင်ကင်းရှင်းပြီးလွတ်လပ်မှုစိတ်ညစ်မှုရနေတဲ့အချိန်မှာဒီနေ့လုံးတညလုံးမဟုတ်တောင်မှနိုင်ပိုင်းလောက်ပဲဖြစ်ဖြစ်မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ်နေတိုင်းကိုယ့်အတွက်အားထုတ်စရာအချိန်လေးဟာလူတိုင်းမှာရှိစေရမယ်အဲဒီလိုလွတ်လပ်မှုစိတ်ငြိမ်မှုရနေတဲ့အချိန်ကာလမှာတရားအားထုတ်ဖို့ထိုင်နေတယ်ဆိုတော့ဒီလိုထိုင်နေရင်မဲ့ဖို့နိဗ္ဗာန်ရောက်ဖို့အပေဘေးကလွတ်ဖို့တရားအားထုတ်ရတော့မယ်လို့ကျေဥစွာဒီလိုနှလုံးသွင်းပြီးစိတ်ကိုအားတက်စေရမယ်ပြီးတော့ကိုယ်ထဲမှာစိတ်နဲ့ဆိုင်ပြီးထိုင်နေလို့မပြတ်မှတ်နေပါထိုင်နေဆိုတဲ့ဒီအဆိုမျိုးကတော့စိတ်ထဲကသာနှလုံးသွင်းမှုပါပဲပါးစပ်ကတော့သိုးနေဖို့မလိုပါဘူးမှတ်ဆိုတာကလည်းသိအောင်လို့ရှုတာနှလုံးသွင်းတာပဲဒါကြောင့်ထိုင်နေလို့မှတ်တိုင်းအောက်ပိုင်းကိုကခွေးလို့အထက်ပိုင်းကိုကထောင်းလို့တောင့်ပြီးထိုင်နေတာကိုမျက်စိနဲ့မြင်တယ်လို့သိသိချာချာပဲသိသွားစီရမယ်သမာဓိညာချင်းလာတော့ထိုင်လို့တဲ့စိတ်ကြောင့်အသေးတောင်းတင်းပြီးထိသိရတဲ့ထိုင်မှုမူရပရမယုတ်သက်ကိုကြီးသိသွားပါလိမ့်မယ်ဒါကြောင့်ကိုယ်ထဲမှာစူးစိုက်ပြီးထိုင်နေလို့သာမပြတ်ရှုမှတ်နေရမယ်ထိုင်နေလို့ကြီးမှတ်နေရတာကိုလွယ်လွန်းနေတယ်လို့ထင်ရင်လည်းဓမ္မစီကပဲဖြစ်တခြားကိုယ်စိတ်ပိုင်းတွေကပဲဖြစ်သင်္ချာထိပြီးနေတဲ့ဒီနေရာကိုစူးစိုက်ပြီးရှိတယ်လို့လည်းမှတ်လိုက်ပါဦးအဲဒီလိုမှတ်တဲ့အခါမှာလည်းထိပြီးနေတာလေးကိုသေသေးချာချာသိသွားစေရမယ်ပြီးတော့ကိုယ်ထဲမှာပြန်ပြီးထိုင်တယ်လို့မှတ်ပြီးတော့ထိရမှာစူးစိုက်ပြီးထိတယ်လို့မှတ်ဒီနည်းဖြင့်ထိုင်နေထိတယ်လို့ထိုင်ရမှာတလဲထိရမှာတလဲဒီလိုမှတ်နေရမယ်လက်အိမ်နေရင်လည်းပဲဒီလိုနည်းတူမှတ်နိုင်ပါတယ်အိတ်တယ်ထိတယ်လို့ဒီလိုမှတ်နေုံပါပဲဒီလိုအထိုင်နဲ့အထိအိမ်နဲ့အထိရွှေ့ပြောင်းပြီးမှတ်ရတာကိုစိတ်ပင်မနဲ့လို့ထင်ရင်ဒီတဲ့မှတ်လို့လွယ်တာကတော့ဘိုက်ကဖောင်းတက်လာတာနဲ့ပင်ကျသွားတာပဲအဲ့ဒါကိုမှတ်ရတာကတော့ကိုပြီးလွယ်ကူတတ်တယ်ဒါကြောင့်ဆရာတော်တို့ကယောဂီတွေကိုအများအားဖြင့်ဒီဖောင်းပင်မှုကစားပြီးရှုမှတ်ဖို့ညွှန်ကြားနေတယ်ကျေဥစွာဘိုက်ကိုစိတ်နဲ့ဆိုင်ပြီးကြည့်နေရမယ်ဖောင်းတက်လာတာကိုလည်းတွေ့ရမယ်ပင်ကျသွားတာကိုလည်းတွေ့ရမယ်စိတ်နဲ့ဆိုင်ကြည့်နေုံနဲ့မထင်ရှားသေးဘူးဆိုရင်ဘိုက်မှာလက်နဲ့ထိတာထင်ရှားလာလိမ့်မယ်အဲဒီလိုထင်ရှားလာတော့ဘိုက်ကရုပ်တွေဖောင်းကြွလာတာကိုဖောင်းတယ်လို့ပဲမှတ်ပိန်ကျသွားတာကိုပိန်တယ်လို့ပဲမှတ်ဖောင်းစားကဖောင်းဆုံးတိုင်အောင်ပိန်စားကပိန်ဆုံးတိုင်အောင်တရွေချင်းရွေ့သွားတာကိုမျက်စိနဲ့မြင်သလိုသင်္နေရှားသိသွားစေရမယ်အဲဒီလိုသေချာသိအောင်ဖောင်းနိုင်ပိန်နေစူးစိုက်ပြီးဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မပြတ်ရှုမှတ်နေရမယ်ဒီလိုမှနေရင်စိတ်ကတခြားကိုလည်းထွက်သွားလေဦးမယ်လူကအိမ်မှာရှိနေပေမဲ့စိတ်ဆိုတာကတော့မနေဘူးလူကညိုတယ်ရွာတယ်ရော
ခြားနေရာတွေရောတောက်ပြီးလဲနေတတ်တယ်လုတ်ခင်းကိုင်ခင်းတွေကိုလည်းကြံစီစဉ်းစားနေတတ်တယ်အဲ့လိုစိတ်ကူးကြံစီမှုတွေကိုလည်းထွက်တယ်သွားတယ်စိတ်ကူးတယ်ကြံတယ်စဉ်းစားတယ်စသည်ဖြင့်ဒီတိုင်းလိုက်ပြီးကျွမရမယ်ပြီးတော့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှန်မြဲတိုင်းပဲမှတ်နေကြမှာပဲဒီလိုဖြစ်ပေါ်တိုင်းသောစိတ်ကလေးတွေကိုကျွမပြီးနေတာကစိတ်ဓာနုပဒနာတဲ့ပြီးတော့ကိုယ်ထဲမှာညောင်းမှုမှုရာရမှုနာကျင်မှုစတဲ့မခံတာတဲ့ဝေဒနာလေးတွေကလည်းသင်္ချာပေါ်လာလေဦးမယ်အဲ့ဒါတွေကိုလည်းစူးစိုက်ပြီးညောင်းတယ်ပူတယ်စသည်ဖြင့်မပြောင်းမချင်းကျွမရမယ်ဒီလိုဝေဒနာတွေဟာသမာဓိညာအားကောင်းလာတော့မှတ်နေရင်မကြခင်ပဲပျောက်သွားပါလိမ့်မယ်အဲ့လိုပျောက်သွားတော့ဟောင်းနေပိန်နေလို့မှန်မြဲပြန်မှတ်နေုံပဲဒီလိုဝေဒနာတွေကိုကျွမပြီးသိနေတာကတော့ဝေဒနာနုပဒနာပဲညောင်းလို့ပူလို့မခံပါလို့ပြင်းလာကြရင်လည်းအဲ့ဒီစိတ်ကိုပဲပြင်းနေတယ်လို့မှတ်ရမယ်လက်ခြေတွေပြုပြင်တဲ့အခါမှာလည်းပြုပြင်တိုင်းကြွတယ်ရွှေ့တယ်ကွေးတယ်စသည်ဖြင့်စူးစူးဆိုင်ကျွမပြီးပြုပြင်ရမယ်အားလုံးဖြည်းဖြည်းချင်းပဲပြုပြင်ရမယ်ညာကြီးပြုပြင်ရင်တော့ဘာမှသိမှမဟုတ်တော့ဘူးထားခြင်းတဲ့အခါမှာလည်းထားခြင်းနဲ့ထားတယ်လို့မှတ်ပြီးတော့ရွေချင်းကြွတက်လာတဲ့ကိုယ်ကိုစူးစိုက်ပြီးထားတယ်လို့မှတ်ရင်ဖြည်းဖြည်းပဲထားရမယ်ရမ်းပြီးတော့တောင်းပြီးရနေတဲ့ကိုယ်ကိုစူးစိုက်ပြီးရက်တယ်လို့မှတ်ရမယ်လာကြည့်မိရင်ကြည့်တယ်မြင်တယ်လို့မှတ်လိုက်ရအောင်မယ်သွားတဲ့အခါမှာတော့သွားတယ်လို့ပဲဖြစ်ညာလန်းနဲ့ပဲလန်းတယ်လို့ပဲဖြစ်ကြွတယ်လှမ်းတယ်ချတယ်လို့ပဲဖြစ်စူးစူးစိုက်ကျွမပြီးသွားရမယ်ခြေလန်းတိုင်းခြေတော့ကြွလာဒီကစားပြီးနင်းချပြီးတဲ့တိုင်အောင်တရွေချင်းရွေ့ယူသွားတာကိုသူသေးချာသိသွားစေရမယ်အတူချုပ်ပြောရမယ်ဆိုရင်သွားနေတဲ့အခါမှာခြေလန်းကိုပဲစူးစိုက်ပြီးတော့သွားတယ်လို့ပဲဖြစ်ဘယ်လန်းနဲ့ညာလန်းတယ်လို့ပဲဖြစ်ကြွတယ်လန်းတယ်ချတယ်လို့ပဲဖြစ်မပြတ်မှတ်သွားဖို့ပဲတိုင်းနေတဲ့အခါအိတ်နေတဲ့အခါများမှာတော့အထူးမှကြာမရှိရင်ဘိုက်ကဖောင်းတာပိန်တာကိုပဲစူးစိုက်ပြီးဖောင်းတယ်ပိန်တယ်လို့မပြတ်မှတ်နေကြပါပဲဒီထဲကစိတ်ကူးစဉ်းစားမှုတွေဖြစ်လာရင်အဲ့ဒီစိတ်ကူးတွေကိုလိုက်ပြီးမှတ်ရမယ်ပြီးရင်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှတ်သွားရုံပါပဲဒီထဲကညောင်းမှုပူမှုနာကျင်ကြိုက်ခဲမှုအစရှိတဲ့ဝေဒနာအထူးတွေပေါ်လာကြရင်လည်းအဲ့ဒီဝေဒနာတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှတ်သွားရုံပါပဲဝိမှုစားမှုလှုပ်ရှားမှုပြုပြင်မှုကြည့်ကြရင်လည်းအဲ့ဒါတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမပြတ်ဆက်မှတ်သွားရုံပါပဲဒီနည်းတိုင်းနေ့စဉ်နာရီဝဲတနာရီစသည်ဖြင့်ရိုးသေးမပြတ်ရှုမှတ်သွားမယ်ဆိုရင်တနေ့တဲ့တနေ့တလတဲ့တလသမာဓိညာတွေရင့်ပြီးကိုယ်တိုင်ပြီးဝိပဿနာဉာဏ်တွေထူးထူးခြားခြားဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်မှုတဲ့ပုဂ္ဂိုလ်များလည်းရှိနေပါတယ်ဝိပဿနာဉာဏ်ပြည့်စုံလာတော့မဲ့ဉာဏ်ဘုံဉာဏ်ဖြင့်နိဗ္ဗာန်ကိုတွေ့မြင်သွားနိုင်ပါတယ်ဒါကြောင့်မဲ့ဖို့နိဗ္ဗာန်ကိုလည်းငင်းရစေနိုင်တဲ့ဝိပဿနာလုပ်ငန်းစဉ်ကြီးကိုတော့ငါရပေပြီလို့ဝမ်းမြောက်ဝမ်းသာပြီးဒီလုပ်ငန်းစဉ်အတိုင်းရှုမှတ်၍မကြခင်မဲ့ဖို့နိဗ္ဗာန်ကိုတွေ့မြင်ပြီးအပေဘေးကြီးကလုံးဝလွတ်မြောက်ရပြီတော့မယ်လို့ယုံကြည်စိတ်ချပြီးယူစားအားထုတ်ကြမယ်ဟောအရှင်ကကြနေပြီတရားတော်ကိုသုံးသပ်တော့မယ်နေ့စဉ်နာရီဝက်ဖြစ်စေတနာရီနှစ်နာရီဖြစ်စေရိုးသေးရှုမှအားထုတ်ကြ၍ဘုရားရဟနာရိယာရှင်မြတ်တို့မျက်မှောက်တွေ့ရသိရသောနိဗ္ဗာန်တရားတော်များကိုမဲ့ညာဖုန်ညာဖြင့်လင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းပါ